ကျိုးစဉ်ပေါ်မှာမနေ့ကအသက်ခံရတော့မယ်ဆိုရင်ခဏညအရန်အောင်မောင်မောင်ဆိုတဲ့စာရေးဆရာထောင်မှုကအဲ့လူတွေကိုအင်တာဗျူးထားတာတကယ်လို့မနေ့ကတည်တော့မဲ့လူကခဏညသူ့လာပြောရင်လိန်ပြောမလားအမှန်ပြောမလားအဲ့မှာတန်ဝေကယူစရာတွေအများကြီးပဲနော်အဲ့တော့အဲ့ထဲမှာဆရာကြီးထဲမှာဘာပါလဲပြောရင်အပေါင်းအသင်းမှားလို့ဘုန်းကြီးဝိုးရာကနေလူပြန်ထွက်ရတာသူ့တငယ်ချင်းကြောက်လို့ဘုန်းကြီးဝိုးရာနေဘုန်းကြီးသွားဝတ်တယ်နောက်ဆုံးမနေနဲ့တော့ပြန်ထွက်ဒီကောင်နဲ့ပြန်တွေ့ပြီးတော့နောက်ဆုံးလူသက်မရင်းဖြစ်ပြီးတော့ကျိုးစင်ပေးခံရတယ်တောက်ဖြုတ်ခံဒီမှာမင်းတို့လူတဲ့ဆူတောင်းဆိုတဲ့အခါမှာတောက်ဖြုတ်ခံဒီမှာဒီအပေါင်းအသင်းမှားတဲ့တငယ်ချင်းနဲ့ဆိုးတဲ့လူနဲ့ကောင်းတဲ့လူနဲ့ကောင်းတဲ့လူကဆူတောင်းတယ်ဘဝဆက်တိုင်းဒီလူတငယ်ချင်းမျိုးနဲ့အဲ့လိုဆူတောင်းတဲ့အချိန်မှာဒီဘက်ကဆိုးတဲ့ကောင်ဟေးအောင်မင်းဘာပြောတာလဲဆိုတော့လန့်ငေါက်လိုက်တော့တငယ်ချင်းကိုမလွန်တန်တယ်တော့ဆူတောင်းပြီးအောင်မတောင်းလဲရဘူးကျိုးတောက်ဖြုတ်ချလိုက်တဲ့အတွက်အဲ့မှာတင်တည်သွားတယ်အဲ့တော့တငယ်ချင်းဟာမိတ်ဆွေဟာကောင်းမှုအတွက်လည်းအများကြီးရည်ကြီးတယ်နောက်ဆုံးကျိုးစဉ်ထီအောင်ခေါ်သွားရင်တောင်မှနောက်ဆုံးတေကန်ဤထိအဲ့တငယ်ချင်းရဲ့လွှမ်းမိုးခြင်းခံရတဲ့ဒုက္ခရောက်တဲ့လူငယ်တယောက်အကြောင်းရောအများကြီးပါပဲเนาะဒီစာအုပ်ဖတ်ကြည့်ရင်သိကောင်း